Hi guys, welcome back. Swifty Club က teacher ဆွေပါဒီနေ့မှာတော့ teacher က active passive တဲ့က advanced grammar တစ်ခုဖြစ်တဲ့ impersonal passive ကိုသင်ပေးတော့မှာဖြစ်ပါတယ်ဒီ impersonal passive ကဆိုလို့ရှိရင်မြန်မာကျောင်းသား grade 12ကျောင်းသားတွေအတွက်ဒါမကဘဲနဲ့ FCE CAE နဲ့ IELTS စာမေးပွဲလိုမျိုးကျောင်းသားတွေဖြေမဲ့ကျောင်းသားတွေအတွက်ပါအရေးကြီးတဲ့ grammar တစ်ခုဖြစ်တယ်နောက်ပြီးတော့သူက formal sentences တွေပေါ့နော်ရေးတဲ့အခါမှာလည်းသိကိုသိထားရမယ့် grammar အမျိုးအစားတစ်ခုဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီ video လေးကိုအဆုံးထိသေချာလိုက်ကြည့်ပေးကြပါဦးနော်အရင်ဆုံး impersonal passive ကဘယ်လိုပုံစံရှိလဲဆိုတာကိုရှင်းပြပေးပါမယ်ဒီမှာဆိုရင်ပေးထားတဲ့ဝါကျက everyone believes that smoking is bad လူတိုင်းကစိတ်လိပ်တောက်တာမကောင်းဘူးဆိုတာကိုယုံကြည်ကြတယ်အဲ့တော့ impersonal passive ပုံစံနဲ့ပြန်ရေးထားတာက it is believed that smoking is bad စိတ်လိပ်တောက်တာမကောင်းဘူးဆိုတာကိုယုံကြည်ကြတယ်။မှာလူတိုင်းကဆိုတဲ့ everyone မပါတော့ဘူး။ Number 2 smoking is believed to be bad စိတ်လိပ်တောက်တာမကောင်းဘူးဆိုတာကိုယုံကြည်ကြတယ်။အဲ့ဒီမှာလည်းလူတိုင်းကဆိုတဲ့ everyone ကပါမလာတော့ဘူး။ဒါဆိုရင် impersonal passive ကိုဘယ်လိုအခြေအနေမျိုးမှာရေးရလဲဆိုတော့ပြုလုပ်သူ subject ကိုဖော်ပြစေရမလိုတဲ့အခြေအနေမျိုးတွေဝါကျမျိုးတွေမှာ impersonal passive ကိုသုံးပါမယ်ဥပမာရေဘူးရထင်မြင်ယူဆချက်ဖြစ်တဲ့ general opinions တွေဥပမာလူတိုင်းကဒီလိုယုံကြည်ကြတယ်အဲ့လိုမျိုး general opinions တွေကိုဖော်ပြတဲ့အခါမျိုးတွေနောက်ပြီးတော့လူအများစုယုံကြည်ထားတဲ့အချက်တွေ beliefs တွေပြီးတော့သတင်းတွေဖြစ်တဲ့ news တွေဒါတွေကိုဖော်ပြတဲ့အခါမျိုးမှာ impersonal passive ကိုသုံးတယ် impersonal passive ဝါကျတွေမှာတချို့တို့ကဒီ believed လိုမျိုးပေါ့နော်လူတိုင်းကယုံကြည်ကြတဲ့ is said that တို့ claimed တို့အဲ့လိုမျိုး reporting verbs တွေကိုသုံးပါတယ် reporting verbs တွေကဘာလဲဆိုတော့တယောက်ကပြောခဲ့တာယုံကြည်ခဲ့တာထင်မြင်ခဲ့တာတွေအမိန်ပေးခဲ့တာတွေနောက် demand ပေါ့နော်နောက်တောင်းဆိုခဲ့တာတွေစတဲ့အကြောင်းအရာတွေကိုပြန်လည်တင်ပြဖို့တစ်ဖက်လူကိုပြန်တင်ပြဖို့အသုံးပြုတဲ့ verb တွေကိုဆိုလိုပါတယ်အဲ့တော့ဒီ beliefs အပြင်ကမှတခြားဘယ် reporting verbs တွေရှိသေးလဲဆိုတာကိုတချို့တို့ကြည့်လိုက်ရအောင်နော်Okay ဒါဆိုတခြား reporting verbs တွေကဘာတွေရှိလဲဆိုရင် say ပြောတယ်လူတွေကပြောကြတယ် think လူတွေကထင်ကြတယ် know လူတွေကသိထားကြတယ် believe လူတွေကယုံကြည်ထားကြတယ် hope လူတွေကမျှော်လင့်ထားကြတယ် report လူတွေကပြောကြတယ်တင်ပြကြတယ်သတင်းကတင်ပြထားတယ်ပေါ့နော်နောက်ပြီးတော့ find လူတွေကဒီမှာရှာဖွေတွေ့ရှိတာလည်းရတယ်ထင်တာလည်းရတယ်အဲ့တော့ဒီလိုမျိုးreport တင်တဲ့အခါမျိုးမှာသုံးတဲ့ verbs တွေကို reporting verbs လို့ခေါ်ပါတယ်အဲ့တော့ဒီထပ်ပို့ပြီးတော့ advanced ဖြစ်တဲ့ reporting verbs တွေရှိပါသေးတယ်ဥပမာ allege ဆိုတဲ့စကားကတင့်အတွက်အသစ်ဖြစ်ရင်ဖြစ်နေမယ်เนาะအဲ့တော့ allege ဆိုတာဘာလဲဆိုတော့ evidence ပေါ့အထောက်အထားမရှိဘဲနဲ့လူတွေကပြောတဲ့အခါအထောက်အထားတွေမရှိဘဲနဲ့ရှောက်ပြောတာတွေဆွပြောဆိုတာတွေဥပမာ the building is alleged to be haunted ပေါ့နော်ဥပမာဒီအဆောက်အုံကတရေထောက်တယ်လို့ပြောကြတာပဲအဲ့ဒါက allege ကိုပြောတာအဲ့တော့အထောက်အထားမရှိဘူးဒီလိုပဲပြောကြတယ်ဒါ allege ဆိုတဲ့ reporting verb ရှိမယ် announce ကြေညာထားတယ် assume ယူဆကြတယ် calculateဒီလိုအရေးအတွက်တွေရှိတယ်ဒီလောက် number ရှိတယ် claim အခိုင်အမာပြောကြတာပဲ consider ယူဆကြတယ် demonstrate တင်ပြကြတယ် discover ဒီလိုမျိုးတွေ့ရှိခဲ့ကြတယ် establish တည်ထောင်ခဲ့ကြတယ် estimated ဒါမှမဟုတ် estimate ပေါ့နော် estimate ခန့်မှန်းခြေဖော်ပြကြတယ်ခန့်မှန်းရတယ် expect မျှော်လင့်ကြတယ် feel ခံစားကြတယ်ထင်ကြတယ် recommend ပေးကြတယ် reveal ဖော်ပြကြတယ် suggestion ပေးကြတယ် suppose ယူဆကြတယ်ထင်ကြတယ်ဒီလိုမျိုး advanced reporting verbs တွေလည်းရှိတယ် impersonal passive ပုံစံတွေက essay တွေရေးတဲ့အခါမှာအရန်သုံးလို့ကောင်းတယ်အရန် formal ကြတယ်အဲ့တော့informal မဟုတ်ဘဲနဲ့ formal ဆိုတော့စာဖတ်တဲ့သူအနေနဲ့ဒီစာဖတ်တဲ့ဆရာမတွေအနေနဲ့ပို့ပြီးတော့အထင်ကြီးမဲ့ impressive ပို့ဖြစ်မှာပေါ့နော်အဲ့တော့တချို့တို့ရဲ့ impersonal passive ကခုနက teacher နှစ်ခုရှိရလို့ပြောထားတယ်เนาะပုံစံနှစ်မျိုးရှိတယ်အဲ့တော့ type 1ရယ် type 2ရယ်ဆိုပြီးတော့ teacher ခေါ်လိုက်မယ်ဒါဆိုရင် type 1ပုံစံလေးကို teacher တို့အရင်ဆုံးလေ့လာကြည့်ကြမယ်เนาะအဲ့တော့ type 1ပုံစံကိုကြည့်မယ် type 1ပုံစံကဒီမှာပေးထားတဲ့ပုံစံတိုင်း it နဲ့စမယ်
it ရဲ့ passive reporting verb ရဲ့ that clause ရဲ့ဆိုပြီးတော့ရှိမယ်အဲ့တော့ဒီချက် example လေးတစ်ခုအရှင်းပြမယ်ဥပမာပေးထားတာက everyone believes that smoking is bad ဒါကခုနပြပြပြီးပြီစိတ်လေးတော့တာကမကောင်းဘူးလို့လူတိုင်းကယုံကြည်ကြတယ်အဲ့တော့ teacher တို့က subject ကအရေးမကြီးဘူးလို့ဆိုထားတဲ့အတွက် teacher ဒီမှာ subject ဆိုတဲ့ everyone လေးကိုထည့်မရေးတော့ထက်မရေးပဲနဲ့ everyone နေရာမှာဒီချက်ဒီ it it ကိုအစားထိုးလိုက်မယ် okay ဒါဆိုရင် it ရပြီဟုတ်ပြီနော်ပြီးရင်ဒီမှာပေးထားတဲ့ belief ဆိုတဲ့ verb ရှိတယ်ဒီ verb ကို teacher တို့က passive ပုံစံပြောင်းမယ်အဲ့တော့ passive ပုံစံပြောင်းမယ်ဆိုလို့ရှိရင်ပေးထားတဲ့ verb က verb 1ဖြစ်နေတယ်အဲ့တော့ passive ပုံစံက verb to be plus verb 3ဖြစ်နေမယ်verb to be plus verb 3အဲ့တော့ verb to be တွေကဘာလဲဆိုလို့ရှိရင် verb to be တွေက verb 0ဆို be verb 1ဆိုရင် am is are verb 2ဆိုရင် was were verb 3ဆိုရင် been verb ing က being အဲ့တော့ဒီ verb to be တွေကိုဒီချက်အရင်ဗီဒီယိုတွေမှာလည်းရှင်းပြပြီးပြီတော့เนาะအခုပေးထားတာက verb 1ဖြစ်နေတော့ teacher တို့ကဒီ verb 1 am is are တွေကရွေးမယ် am is are plus verb 3ဖြစ်မှာပေါ့ verb to be နေရာမှာ am is are အစားထိုးမယ်ပြီးရင် verb 3လာမယ်ဒါဆိုရင် it ရဲ့အနောက်မှာ am လိုက်မှာလား is လိုက်မှာလား are လိုက်မှာလားဆိုတော့ it is ကိုထည့်မယ်အဲ့တော့ it is believed ဖြစ်မယ်အဲ့တော့passive verb ကိုရလာပြီ it is believed ပြီးရင်teacher တို့ဒီမှာ that clause ကိုထည့်မယ်အဲ့တော့ဒီ that clause ကိုဒီအတိုင်းပဲပြန်ကူးရေးလိုက်ရုံပဲအဲ့တော့ it is believed that smoking is bad အဲ့တော့ဒီလိုပုံစံမျိုးရပါမယ်အဲ့တော့ဒီမှာ it ပြီးရင် passive reporting verb လာမယ် is believed that smoking is bad ဒါဆိုရင် teacher တို့type 1ကိုသုံးတတ်ပါမယ်အဲ့တော့ teacher example ၄ခုနဲ့ထပ်ပြီးတော့ဖြည့်ပြပေးတော့ပါမယ်Okay, example 1. They thought that the exam questions were challenging. ဒါဆိုရင်ဒီ video လေးကိုခဏ pause လုပ်ပြီးတော့အဖြေလေးကိုတစ်ချက်စဉ်းစားကြည့်ရအောင် Okay, အဲ့တော့အရင်ဆုံး teacher တို့ဒီပေးထားတဲ့ they ကိုဖြုတ်မယ်အဲ့တော့ they မပါတော့ဘူး they မထည့်တော့ဘဲနဲ့ teacher တို့ it နဲ့အရင်ဆုံးစရေးမယ်ပေါ့နော်အဲ့တော့ it ပြီးရင်ဒီမှာ verb ရှိတယ်ဒီ verb ကို teacher တို့passive verb ပုံစံပြောင်းမယ်ပေးထားတဲ့ verb က verb 2ဆိုတော့ verb 2 ပြီးတဲ့က teacher တို့ was were ကိုရွေးရမယ်အဲ့တော့ was were plus verb 3ပုံစံမျိုးဖြစ်သွားမှာပေါ့နော်အဲ့တော့ thought ကနေပြီးတော့it အနာမှာဆိုတော့ was ရွေးမလား were ရွေးမလားဆိုတော့ was ကိုရွေးမယ် were ကိုမသုံးဘူးဒါဆိုရင် it was thought ရမယ် it was thought ပြီးရင် that clause ကိုကူးချလိုက်ရုံပဲ it was thought that exam questions were challenging Okay အဲ့တော့ဒီစာမေးပွဲမိခွန်းတွေကခက်တယ်လို့ထင်ခဲ့ကြတယ်ဟုတ်ပြီနော်ကဲ example 2ကိုကြည့်မယ် example 2က people reported that the fire started by accident အဲ့တော့လူတွေကပြောကြတယ်တင်ပြကြတယ် that the fire started by accident မီးကမတော်တဆစလောင်တယ်လို့ပြောကြတာပဲတော့ထုံးစံအတိုင်း share subject ကအရေးမကြီးတဲ့အတွက် subject ကိုဖြုတ်မယ်ဖြုတ်ပြီးတော့ it နဲ့အစားထိုးမယ်ဒါဆိုရင် it ကိုထည့်မယ် it ပြီးရင်ပေးထားတဲ့ verb ကို passive verb ပုံစံပြောင်းမယ် passive verb က verb 2ဆိုရင် was were ကိုရွေးမယ် was were plus verb 3ပုံစံဖြစ်မယ်ဒါဆိုရင် it ရဲ့နောက်မှာလိုက်တာဆိုတော့ was it was reported ပြီးရင် that clause ကိုသုံးမယ်that the fire started by accident. It was reported that the fire started by accident. Okay, ရမယ်ထင်တယ်နော်ဒါဆိုရင် third example ကိုတစ်ချက်ကြည့်ပြီးတော့စဉ်းစားကြည့်မယ် Experts have proved that the exercise is good for health. နားလည်တတ်ကျွမ်းသူတွေကတက်တည်ပြခဲ့ကြတယ် that the exercise is good for health လေ့ကျင့်ခန်းကကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာကိုတက်တည်ပြခဲ့ကြတယ် Okay ဒါဆို teacher တို့အရင်ဆုံး video လေးကို pause လုပ်ပြီးတော့အဖြေလေးကိုတစ်ချက်စဉ်းစားကြည့်ရအောင်နော် Okay ဒါဆိုရင်အဖြေပြပြမယ်အဲ့တော့ experts ကိုဖြုတ်မယ်ဖြုတ်ပြီးတော့ teacher တို့ it ကိုထည့်မယ် it ပြီးရင်ဒီမှာ verb ရှိတယ်ဒီ verb ကို reporting verb passive verb ပုံစံပြောင်းမယ်ဒီမှာကပေးထားတဲ့ verb ကverb 3ဖြစ်နေတယ်ဘာလို့လဲဆိုတော့ have အနောက်မှာရှိတာဆိုတော့ဒါက verb 3ဆိုတာသိပြီးသားပဲဟုတ်ပြီနော်အဲ့တော့ verb 3ဆိုရင် teacher တို့ verb to be ရဲ့ verb 3က been been plus အနောက်မှာက passive verb 3လိုက်မယ်Okay ဒါကတော့ active verb ပေါ့နော်အဲ့တော့ being plus verb 3ပုံစံဖြစ်မယ်အဲ့တော့ it အနောက်မှာရှိတာဆိုတော့ teacher တို့ have ရေးလို့မရတော့ဘူး has ကိုသုံးမယ်ဒါဆိုရင် has been plus verb 3အဲ့တော့passive verb ကဘာလေးဖြစ်မယ်ထင်လဲhas been verb 3က proved has been proved ရမယ်
It has been proved ပြီးရင် that clause ကိုကူးချမယ်အဖြေက it has been proved that the exercise is good for health Okay, that's number 3 ရပြီ number 4ကိုကြည့်မယ် number 4 someone has confirmed that the company has gone bankrupt ကုမ္ပဏီကဒီဝါလီခံသွားပြီးစီးပွားပြတ်သွားပြီဆိုတာကိုတစုံတစ်ယောက်ကအခိုင်အမာပြောတယ်အဲ့တော့ဒါကို teacher တို့ impersonal passive ပုံစံနဲ့ပြန်ရေးမယ်ကိုပါကိုအဖြေအရင်စဉ်းစားကြည့်မယ်နော် Okay ဒါဆိုရင်အဖြေလေးပြပြမယ်အဲ့တော့အရင်ဆုံး it ကိုထည့်မယ် it ပေးထားတာက has plus verb 3ပုံစံဆိုတော့ teacher တို့ been ကိုသုံးမယ် has been confirmed it has been confirmed being that clause that the company has gone bankrupt okay ဒါကတော့ impersonal passive ရဲ့ type 1ပုံစံဖြစ်ပါတယ်ဒါဆို teacher တို့ပို့ပြီးတော့ခတ်တဲ့ type 2ပုံစံကိုတစ်ချက်လေ့လာကြည့်မယ်အဲ့တော့ focus အပြေးဝထားမယ်နော် okay ဒီမှာ type 2ပုံစံဘယ်လိုပုံစံနဲ့သုံးမလဲဆိုရင်သူက subject နဲ့စာရေးမယ်ဒါပေမဲ့အဲ့ဒီ subject ကဘယ်ဟာ subject လဲဒီချက်ရေးဘယ် subject ကြီးကိုပြောတာလဲဆိုရင်သူက that clause မှာပါတဲ့ subject အဲ့တော့ that clause ဆိုတာဒီမှာ that smoking is bad ကိုပြောတာသူကလည်း clause တစ်ခုတက်လေအဲ့တော့သူ့မှာလည်း subject ကိုပိုင် subject ရှိတယ် subject ကဘယ်မှာရှိလဲဆိုရင် that ရဲ့အနောက်မှာရှိတယ်အဲ့တော့ဒီ that clause မှာပါတဲ့ subject ပေါ့နော်မှာလေး subject ရဲ့ verb ရဲ့မှာတွေ့လား subject ရဲ့ verb ရဲ့ complement ရဲ့အဲ့တော့ဒီ subject ကို teacher တို့ကအရှိဆုံးမှာထုတ်ရေးရမယ် that clause ရဲ့ subject ကိုအရှိဆုံးမှာထုတ်ရေးရမယ်အဲ့တော့ subject ပြီးရင်ခုနကအတိုင်းဒီ reporting verb ကို passive verb ပုံစံပြောင်းမယ် passive reporting verb ပုံစံပြောင်းမယ်ပြီးရင် to infinitive ကိုသုံးမယ်ဒီချက် to infinitive ကဘာလဲဆိုရင် infinitive ဆိုတာက verb 0ကိုပြောတာဖြစ်တယ်ဘယ်က verb ကို to infinitive သုံးမှာလဲဆိုရင် that clause မှာပါတဲ့ verb ကို infinitive verb to infinitive verb ပုံစံကိုပြောင်းမယ်အဲ့တော့ is is ရဲ့ verb 0ကိုတော့ကိုကတော့သိထားမှာပေါ့လေခုနကတော့ဒီချက်ပြောပြီးတယ် beb က verb to be ရဲ့ verb 0က bep ဒါဆိုရင်ဒီချက်တို့အဖြေလေးကိုတစ်ချက်ကြည့်ကြည့်မယ်အဲ့တော့ subject ရဲ့ passive reporting verb ရဲ့ to infinitive ရဲ့ဒါဆိုရင် subject ကိုအရင်ဆုံးအပြင်ထုတ်ကြည့်မယ် subject ကဘာလဲလဲ smoking okay smoking ပြီးရင် passive reporting verb လာမယ်အဲ့တော့ပေးထားတဲ့ beliefs က verb 1ဆိုတော့ is plus verb 3ဖြစ်မှာပေါ့နော်အဲ့တော့ is believed smoking is believed ပြီးရင် teacher တို့ to infinitive ဖြစ်မယ်မလားအဲ့တော့ဘာဖြစ်မလဲဆိုရင်ခုနက everyone ကလည်းပျောက်သွားမယ် subject ကမထည့်ရတော့ဘူးနောက်ပြီးတော့ဒီ that ကြီးကိုလည်းဖြုတ်ပစ်မယ် that ကြီးကိုဖြုတ်ပစ်ပြီးတော့ teacher တို့ဒီ b ရဲ့အရှိမှာ to infinitive to လေးခံပြီးတော့ verb 0ကိုထည့်ပေးမယ် to be အဲ့တော့ smoking is believed to be bad ရမလားပြန်ပြောမယ်နော် smoking is believed to be bad ဒါဆိုရင် teacher တို့ first example လေးကိုကြည့်ရအောင် scientists have proved that the vaccine is effective သိပ္ပံပညာရှင်တွေကသက်သေပြခဲ့ကြတယ်ကာကွယ်ဆေး vaccine ဆိုတာကာကွယ်ဆေးကိုပြောတာ effective ဆိုတာကအကျိုးသက်ရောက်မှုရှိတယ်ထိရောက်မှုရှိတယ်လို့ပြောတာအဲ့တော့ကာကွယ်ဆေးကထိရောက်မှုရှိတယ်ဆိုတာကိုသိပ္ပံပညာရှင်တွေက proof လုပ်ခဲ့ကြတယ်အဲ့ဒါကို teacher တို့က type 2 impersonal passive ပုံစံနဲ့ရေးမယ်ဒုတိယမြောက်ပုံစံနဲ့ရေးမယ်အဲ့တော့အရင်ဆုံး teacher တို့ subject ကိုအရှိထုတ်မယ်ဘယ်က subject လဲဆိုရင်မှတ်မိလားthat clause ရဲ့ subject ဒါဆိုရင် that clause ရဲ့ subject ဆိုတော့ဒီ the vaccine ဆိုတဲ့ဥစ္စာပေါ့နော်အဲ့တော့ the vaccine ကိုရှေ့ထုတ်ရေးလိုက်မယ် the vaccine ပြီးရင် reporting verb ဒီ reporting verb ကို passive verb ပုံစံပြောင်းမယ်အဲ့တော့ပေးထားတာက verb 3ဆိုတော့ been ပေါ့နော် vaccine ဖြစ်တဲ့အတွက်ကြောင့် has ကိုရွေးမယ် has been အဲ့တော့ the vaccine has been proved ပြီးရင် teacher တို့ဒီအနောက်မှာပါတဲ့ဒီ verb လေးကို to plus verb 0ပုံစံကိုပြောင်းမယ်အဲ့တော့ to be effective the vaccine has been proved to be effective လွယ်တယ်เนาะအဲ့တော့ teacher ရှင်းပြတာကလွယ်တယ်အကျိုးရှိတယ်ဆိုလို့ရှိရင် teacher ဒီ video လေးကို like လုပ်ပြီးတော့ teacher channel လေးကိုလည်း subscribe လုပ်ပေးသွားပါအောင်တကယ်ချင်းနေနဲ့လည်း share ပေးသွားပါအောင်เนาะဒါဆိုရင် teacher example 2ကိုဆက်ကြည့်မယ်Everyone knows that the museum is open on Mondays museum ဆိုတာပြတိုက်အဲ့တော့ပြတိုက်ကတနင်္လာနေ့တွေမှာဖွင့်နေဆိုတာကိုလူတိုင်းကသိကြတယ်ဒါဆို teacher တို့ဒီ subject ရဲ့ passive reporting verb ရဲ့ to infinitive ပုံစံရင်းနဲ့ဖြည့်ကြည့်ကြမယ်ဗီဒီယိုလေးကိုခဏ pause လုပ်ပြီးတော့စဉ်းစားကြည့်အောင်နော် Okay ဒါဆိုလို့ရှိရင်subject နဲ့စမယ် subject က
that clause ရဲ့ subject ဆိုတော့ the museum အဲ့တော့ the museum ပြီးရင် knows ဆိုတဲ့ reporting verb ကို passive reporting verb ပုံစံပြောင်းမယ်အဲ့တော့ verb to be plus verb 3ဆိုတော့ is known အဲ့တော့ the museum is known ပြီးရင်ဒီအနောက်မှာပါတဲ့ verb ဒီ verb လေးကို to infinitive ပုံစံပြောင်းမယ်ဆိုတော့ to be ပြီးရင် open on Mondays the museum is known to be open on Mondays အဲ့တော့အဲ့ထိရမယ်ထင်တယ်နော်ဒါပေမဲ့အဲ့လောက်ကြီးတော့လည်းမလွယ်သေးဘူးတိလားဘာလို့လဲဆိုတော့ဒီအနောက်မှာပါတဲ့ဒီ that clause မှာပါတဲ့ verb ကပုံစံမျိုးစုံလာနိုင်တယ်ဒီမှာက verb to be ဖြစ်နေလို့တချေတို့က verb 0ကို be နဲ့ရွှေ့တယ်အကယ်၍သူကလေ verb to do လဲလာနိုင်တယ်အဲ့တော့ ses ပါတဲ့ verb တွေလာနိုင်တယ် verb 1 ပုံစံလာနိုင်တယ် verb 2 ပုံစံလာနိုင်တယ်နောက်ပြီးတော့perfect ပေါ့နော် has have plus verb 3 has have had နော် has have had plus verb 3 ပုံစံလာနိုင်တယ်နောက်ပြီးတော့ ms are was were plus verb ing ပုံစံမျိုးစုံနဲ့လာနိုင်တယ်ပုံစံမျိုးစုံမှာမတူညီတဲ့ပုံစံမျိုးစုံနဲ့တွားထပ်ပြီးတော့ပြောင်းသွားအောင်ပါအဲ့ဒီဆိုတော့တခြား slide စီမှာပို့ပြီးတော့အရေးကြီးတဲ့ခက်တဲ့ sentence တွေရှိတယ်အဲ့ဒါတွေကိုဆက်ပြီးတော့ကြည့်ကြမယ်နော် Okay ဒီမှာကြည့်မယ် People say that he speaks 5 languages အဲ့တော့ဒီကောင်လေးကဘာသာစကား5မျိုးပြောတတ်တယ်လို့လူတွေကပြောကြတယ်အဲ့တော့ဒီချေတို့ that clause မှာရှိတဲ့ subject ကိုအရှိထုတ်မယ်ဆိုတော့ he people ကတော့ဖြုတ်လိုက်တော့မယ်နော်အဲ့တော့ he ပြီးရင်ဒီ reporting verb ကို passive verb ပုံစံပြောင်းမယ် he is sad okay ပြီးတော့ဒီချေတို့ဒီမှာ that clause ရဲ့ verb ကို to infinitive ပုံစံပြောင်းမယ်ဒီ verb ကို to infinitive ပုံစံပြောင်းမယ်to ပြီးတော့ infinitive က verb 0လေ verb 0ဆိုတော့ s မပါတော့ဘူးဆိုတော့ to speak လွယ်လွယ်လေးနော်အဲ့တော့ he is sad to speak 5 languages ရမလားဒါဆိုရင်ဒီ number 4 မေးခွန်းကိုကြည့်ပြီးတော့ကိုယ့်ဘာကိုဖြည့်ကြည့်မယ်ဒီချိန်မေးခွန်းဖတ်ပြမယ် People assumed that the company produces high quality products ဒီကုမ္ပဏီက high quality အရေးသွေးမြင့်တဲ့ထုတ်ကုန်ပစ္စည်းတွေထုတ်လုပ်တယ်လို့လူတွေကယုံကြည်ယူဆကြတယ်အဲ့တော့ဖြည့်ကြည့်မယ် Okay အဲ့ဆိုဒီရှေ့အဖြေပြမယ်အရင်ဆုံး subject ကိုထုတ်မယ်ဆိုတော့ that clause ရဲ့ subject the company ကိုထုတ်မယ် the company ပြီးရင် assumed ကိုဒီရှေ့တို့ passive reporting verb passive verb ပုံစံပြောင်းမယ် assume က verb 2ဖြစ်နေတယ်တွေ့လား verb 2ဖြစ်နေတော့ဒီရှေ့တို့ was were plus verb 3ကိုသုံးမယ်ဟုတ်ပြီနော်မှန်ရဲ့လားရင်အဲ့တော့ the company was assumedပြီးရင်ဒီ that clause မှာပါတဲ့ဒီ that clause မှာပါတဲ့ verb ကိုဒီချေတို့ to infinitive ပုံစံပြောင်းမယ် to infinitive က verb 0ဆိုတော့ s ကိုဖြုတ်မယ်ဆိုတော့ to produce အဲ့တော့ the company was assumed to produce high quality products okay ရမယ်နော်ဒါဆိုရင်ဒီချေတို့နောက်ထပ် verb အသစ်ပုံစံကိုတွားကြည့်ကြမယ် okay ကြည့်မယ်ဒီမှာဆိုရင်ပြောင်းသွားပြီတွေ့လားThe journalists say that David is writing a new novel. အဲ့တော့ journalist တွေကပြောကြတယ်သတင်းတောက်တွေကပြောကြတယ် David ကဝတ္ထုအသစ်ကိုရေးနေတယ်လို့ဆိုကြတယ်။ဒါဆိုဒီတို့ဒီ impersonal passive ပုံစံနဲ့ရေးကြည့်ကြမယ်။အဲ့တော့ David ကိုအရှိဆုံးကိုထုတ်မယ် that clause မှာပါတဲ့ subject ကိုအရှိဆုံးကိုထုတ်မယ် David ပြီးရင်reporting verb ကို passive verb ပုံစံပြောင်းမယ် reporting verb ကဒီမှာ say ဆိုတော့အဲ့ဒီ say ကို passive ပုံစံပြောင်းတော့ is sad David is sad ပြီးရင်ဒီမှာပါတဲ့ verb ကို to infinitive ပုံစံပြောင်းမယ်အဲ့တော့နည်းနည်းလေးခက်တယ်တစ်ချက်လောက်အာရုံစိုက်ပြီးတော့ကြည့်ပေးမယ်အဲ့တော့ဒီမှာကဒီချော to infinitive ပုံစံပြောင်းမယ်ဆိုတော့ချေ to တော့ထည့်လိုက်ပြီးဒီမှာ is writing မှာ writing ကိုပြောင်းစရာမလိုဘူး main verb ကိုဒီတိုင်းပဲထားမယ် helping verb လေးကို verb 0ပြောင်းလိုက်ရင်ရပြီဒါဆို verb 0က beအဲ့ဆိုရပြီ to be writing okay ဒါဆို David is set to be writing a new novel ရမယ်နော်လွယ်တယ်ဒါဆိုရင် number 6ကိုကိုပါကိုဖြည့်ကြည့်မယ် The citizens claim that the government is considering new laws ပြည်သူတွေကပြောကြတယ်အစိုးရကဥပဒေအသစ်တွေထည့်သွင်းစဉ်းစားနေပြီလို့ဆိုကြတယ်အဲ့တော့ကိုပါကိုအရင်ဖြည့်ကြည့်ပါမယ်
Okay အဲ့ဆိုအဖြစ်ပြပြမယ်အဲ့တော့ဒီ share subject the government နဲ့စတယ် the government ပြီးရင်ဒီမှာပါတယ် verb ကို passive verb ပြောင်းမယ်ဆိုတော့ verb 1မဲ့ပေးထားတာ is claimed the government is claimed ပြီးရင်ဒီအနောက်မှာပါတယ် verb ကို to infinitive ပြောင်းမယ်အဲ့တော့ to be ဖြစ်သွားမယ် to be considering new laws the government is claimed to be considering new laws အဲ့တော့ဒီ grammar ပုံစံတွေကတချို့တို့အထက်တန်းအဆင့်တွေမှာသုံးတယ်အဲ့တော့အလယ်တန်းမှာသုံးနိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ်တော်တာပေါ့เนาะဒါက advanced grammar ပုံစံဖြစ်နေတော့လေအဲ့တော့အများကြီးအကျိုးရှိမယ်လို့ထင်ပါတယ် Okay, now to number 7. People believe that the director has solved the problem. အဲ့တော့လူတွေကယုံကြည်ကြတယ် director ကြီးကပြဿနာတွေကိုဖြေရှင်းပြီးသွားပြီလို့ယုံကြည်ကြတယ်ဒီမှာကျတော့သူက present perfect ပုံစံနဲ့ရေးထားတာဖြစ်တယ်အဲ့တော့ကျွန်တော်ကြည့်ရအောင် The director subject နဲ့အရင်စရေးမယ် The director ပြီးရင်ပေးထားတဲ့ reporting verb ကို passive verb ပုံစံပြောင်းမယ် was believed The director was believed အဲ့တော့ဘယ်လိုပုံစံဖြစ်မယ်ထင်လဲကိုကစဉ်းစားကြည့်အောင် has solved ကို The director was believed to have solved လွယ်တယ်နော်ဒါလည်းအဲ့တော့ तू ကဘယ်လိုဖြစ်သွားလဲဆိုတော့ helping verb ရှိတယ် main verb ရှိတယ်အဲ့တော့ကျွန်တော် to infinitive ပုံစံသုံးမယ်ဆိုတော့ has က have ဖြစ်သွားမယ်ဒါပဲလေ to have solved the problem အဲ့တော့ the director was believed to have solved the problem Okay number 8ကိုစဉ်းစားကြည့်မယ် The news has mentioned that the storm has killed many lives အဲ့တော့မုန်တိုင်းကအသက်များစွာကိုသေစေခဲ့တယ်လို့သတင်းကဖော်ပြထားတယ်အဲ့တော့အဖြေကိုဖြည့်ကြည့်ပါမယ် Okay ဒါဆိုရင်အဖြေပြောပြမယ်မပြီးစဉ်းစားလို့မပြီးသေးတဲ့ဗီဒီယိုကို pause လုပ်လိုက်ကြတော့နော်အဲ့တော့ဒီချိန်ကတော့အဖြေကိုပြမယ်အဲ့တော့ဒီချိန် the storm နဲ့စမယ် the storm ပြီးရင်ဒီပေးထားတဲ့ verb reporting verb ကို passive reporting verb ပုံစံပြောင်းမယ်ပေးထားတာက verb 3ဆိုတော့ဒီ share ကို verb to be ရဲ့ verb 3ဖြစ်တဲ့ been been ကိုသုံးမယ်အရှိမ has have ထည့်ပေးပါ has been mentioned ဖြစ်ပါမယ်အဲ့တော့ the storm has been mentioned ပြီးရင်ဒီ share ကို that ကိုဖြုတ်မယ်ဒါဒီပေးထားတဲ့အနောက်မှာပေးထားတဲ့ verb ကို to plus verb 0ပုံစံပြောင်းမယ်အဲ့တော့ has က have ဖြစ်မယ် to have killed many lives the storm has been mentioned to have killed many lives Okay number 9ကဲဒီတစ်ခေါက်ကတော့နည်းနည်းခက်လာပြီ People know that the volcano erupted in 2002မီးတောင်ပောက်ကွဲတာက2002မှာပောက်ကွဲခဲ့တယ်လို့လူတွေကသိထားကြတယ် Okay ဒီမှာတစ်ခုသတိထားကြည့်ပါပေးထားတဲ့ verb က tense မတူဘူးเนาะအရှိမပေးထားတာက verb 1 present simple tense နဲ့ပေးထားတာဖြစ်တယ် present simple နဲ့ပေးထားတယ်အနောက်မှာပေးထားတာက past simple နဲ့ပေးထားတယ်အဲ့တော့ဘယ်အဖြစ်အပျက်ကအရှိမဖြစ်ခဲ့တယ်ထင်လဲဒီကောင်ကအရှိမဖြစ်တာအဲ့တော့2000မှာကလေးကပောက်ကွဲပြီးပြီဖြစ်လို့ဒီကျတော့ verb 2ကိုသုံးထားတယ်ဒါပေမဲ့လူတွေကအခုထိသိထားတယ်လေဒါအမှန်တရားကိုသိထားတာမို့လို့အမြဲတမ်းမှန်နေတယ်အရင်တော့ကလည်းဒီလိုပဲသိတယ်နောက်လည်းဒီလိုပဲသိမှာပဲ2000မှာတကယ်ပောက်ခဲ့တာဆိုတော့ဒီလိုပဲသိရမှာပဲပေါ့ဒါဆိုရင်ဒီကျတော့အမြဲတမ်းမှန်တဲ့အတွက် verb 1ကိုသုံးမယ် People know that the volcano erupted in 2002ဆိုတဲ့ပုံစံမျိုးရမယ်အဲ့တော့ဒီ verb က tense နှစ်ခုမတူဘူးနောက်တစ်မျိုးပြောရရင်အချိန်နေမတူဘူးဒါကအရှိမဖြစ်ခဲ့တာဒါကအခုချိန်ထိသိထားကြတာအချိန်နေမတူဘူးဒါကိုဒီ share တို့ဒီအဓိပ္ပာယ်အတိုင်းကွက်တိပြန်ရအောင်ရေးကြမယ်အဲ့ဆိုရင် subject ကိုအရှိထုတ်မယ် the volcano တစ်ချက် volcano လို့မထွက်ဘူး volcano လို့ထွက်တယ် k အတန်နဲ့ထွက်တယ် the volcano okay ဒီမှာပေးထားတဲ့ reporting verb ကို passive verb ပုံစံပြောင်းမယ်ပြောင်းလိုက်တော့ပေးထားတာက verb 1ဆိုရင် passive ပြန်ပြောင်းမယ်ဆိုရင် ms r plus verb 3အဲ့တော့ volcano ကတခုတည်းမို့လို့ is ကိုသုံးမယ်အဲ့တော့ verb 3က known ဆိုတော့ is known the volcano is known ကဲလာပါပြီဒီ verb ပေးထားတာက verb 2ကြီးဖြစ်နေတဲ့ဒီရှယ်ရေအဲ့ဒါကိုဒီရှယ်တို့ to infinitive ဘယ်လိုပြောင်းမှာလဲကဲဘယ်လိုပြောင်းမှာလဲဆိုရင်ဒီမှာ2လေးရေးလိုက်မယ်ပြီးတော့ infinitive ဆိုရင်ဒီရှယ်ရဲ့ရှင်းရှင်းလေးလေ verb 2ကို verb 0ပြောင်းလိုက်ပေါ့ no ပြောင်းလို့မရဘူးလေဒီရှယ်တို့ verb 1ကိုပဲ verb 0ပြောင်းလို့ရတာလေတစ်ဆင့် short ချလိုက်တယ်လေ verb 2ကိုအဲ့လိုကြီးတုံးလို့မရဘူး
မရဘူးအဲ့လိုသုံးလို့မရဘူးဒါဆိုရင်တီချာတို့ဘာသုံးမလဲဆိုရင် erupted ကိုလည်းတီချာတို့က erupted အတိုင်းရှိစေခြင်းသေးတယ်ဘာလို့လဲဆိုတော့သူက past simple ကြီးလေဒီအတိုင်းပဲရှိစေခြင်းသေးတယ်ဟဲအဲ့ဆိုတီချာရဲ့2 plus verb 0ပါဆိုမှ2 erupted တော့မဖြစ်နိုင်ဘူးလေဟုတ်တယ်မဖြစ်နိုင်ဘူးလေဒါဆိုရင်ဂျားထဲမှာ have ထည့်ပြီးမယ် to have erupted okay ဒီ to have erupted ပုံစံကရုပ်တရက်ကြည့်ရင်သူက present perfect နဲ့တူနေတယ်ဒါပေမဲ့ तू ကလေ present perfect လုံးဝမဟုတ်ဘူးဘာလို့ present perfect လုံးဝမဟုတ်တာလဲဆိုတော့ present perfect ရဲ့အဓိပ္ပာယ်ကအတိတ်ကာလမှာစတယ်အခုချိန်ထိမှန်သေးတယ် past action ကနေအခုချိန်ထိဖြစ်နေတော့မယ်ဥပမာမနေ့ကတော့ပျောက်သွားတယ်အခုချိန်ထိတော့ပျောက်နေတော့မယ်ဆိုရင် I have lost my key ဒါဆိုရင် present perfect ကိုသုံးတယ်ဒါပေမဲ့ तू ကအဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးသူကဒီအရှိ action ထက်စာရင်အရင်ဖြစ်တယ်ဆိုတာလောက်ပဲပြောချင်တာpresent perfect လို့မဟုတ်ဘူးဒါဆိုရင်သူ့ရဲ့နာမည်မှာသူ့မှာနာမည်အသစ်ရှိတယ်သူ့ရဲ့နာမည်ကဒီနောက်မှာပါတာ verb 3မို့လို့ perfect ပြီးရင်အရှိမပါတာက verb 0ကြီးမို့လို့ infinitive အဲ့တော့သူ့ရဲ့နာမည်က perfect infinitive ဖြစ်တယ်ဒါဆို present perfect နဲ့ဘာကွာလဲဆိုရင် present perfect က has have plus verb 3ပုံစံရှိမယ် perfect infinitive ကကြတော့ have plus verb 3ဒီလိုပုံစံပဲရှိမယ်ဒါက perfect infinitive ဒါက present perfect အဲ့တော့ဒါက present perfect ဒီ shadow present perfect ကိုမသုံးဘူးသုံးထားတာမဟုတ်ဘူး perfect infinitive ကိုသုံးထားတာပြန်ပြောမယ် perfect infinitive ကဘလို့အခြေအနေမျိုးမှာသုံးတာလဲဆိုလို့ရှိရင် action ကနှစ်ခုရှိမယ်အဲ့ဒီ action နှစ်ခုမှာဒီ perfect infinitive ကအရှိ action ထက်စာရင်စောဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးမှာ perfect infinitive ကိုသုံးတယ်ရမယ်နော် Okay ဒါဆိုဆက်ပြောမယ်အဲ့တော့ the volcano is known to have erupted in 2002ရမလားယင်ကူးထားမယ်နော်စာအုပ်ထဲမှာကဲ number 10ကိုခုပါကိုစဉ်းစားကြည့်မယ် perfect infinitive ကိုသုံးမယ်နော်အခြေအနေတွေကမတူဘူးနော် historian ဆိုတာကသမိုင်းပညာရှင်တွေ believe that the king built the castleအဲ့တော့ဘယင်ကြီးကဒီနန်းတော်ကြီးဒီရဲတိုက်ကြီးကိုတိဆောက်ခဲ့တယ်လို့ယုံကြည်ကြတယ် built က verb 2သုံးထားတာဖြစ်တယ်ဒီမှာ built က verb 2သုံးထားတာဖြစ်တယ် past tense အတိတ်မှာဖြစ်ခဲ့တာ timeline တွေမတူဘူးဒီ belief ကအခုချိန်ထိယုံကြည်နေကြတယ်ကိုပြောတာ timeline တွေမတူဘူးအဲ့တော့ကိုပါကိုအဖြေကိုစဉ်းစားကြည့်မယ်เนาะအရင်ဆုံးOkay အဲ့တော့အဖြေရပြီဆိုလို့ရှိရင်တော့ဒီချက်အဖြေကို2000ကြည့်မယ်မရသေးဘူးဆိုရင်တော့ pause လုပ်ပြီးတော့ဆက်စဉ်းစားမယ်အဲ့တော့ဒီချက်တို့ဒီမှာ that ရဲ့ subject နဲ့စမယ်ဆိုတော့ that clause ရဲ့ subject နဲ့စမယ်ဆိုတော့ the king အဲ့တော့ the king ပြီးရင်ပေးထားတဲ့ reporting verb ကို passive verb ပြောင်းမယ်ဆိုတော့ပေးထားတာက verb 1ဆိုတော့ MSR တွေကပဲရွှေ့မယ် is believed the king is believed ပြီးရင်ပေးထားတဲ့ဒီ past tense ကိုဒီချာတို့ to infinitive ပုံစံပြောင်းမယ်အဲ့တော့ to infinitive ဆိုတော့ verb 2ဖြစ်နေတဲ့အတွက်ကြောင့် perfect infinitive ပုံစံကိုသုံးမယ်အဲ့တော့ to have built the castle okay အဲ့တော့နာမည်ပြန်ရှင်းပြမယ်เนาะအဲ့နာမည်က perfect ဆိုတာကဒီအနောက်က verb 3လေးကိုကိုစားပြုတယ် infinitive ကဒီအရှိမရှိတဲ့ verb 0ကိုကိုစားပြုတယ်အဲ့တော့ perfect infinitive ပုံစံကိုသုံးပါတယ် the king is believed to have built the castle okay နောက်တစ်ခုကြည့်မယ်11 people alleged ကမှတ်မိလားဆွဆွဲပြောဆိုသည်အထောက်ထားလည်းမရှိဘဲနဲ့ရှောက်ပြောတာ people alleged that the suspect had escaped before dawnလူတွေကရှောက်ပြောနေကြတယ်အဲ့တော့ဟုတ်တော့မသိဘူးပေါ့နော်ဟုတ်ချင်လဲဟုတ်မယ် the suspect ဆိုတာကဘယ်လိုပြောမလဲတရားခံတန်တရားရှိတဲ့လူပေါ့နော်အဲ့တန်တရားရှိတဲ့တရားခံက had escaped လွတ်မြောက်သွားပြီ before dawn okay ဒါကိုကြည့်မယ်အဲ့တော့ subject ကိုရှေ့ထုတ်မယ်ကိုယ့်ဘာကိုယင်ဖြည့်ကြည့်ဦးမလားအဲ့ကိုယ့်ဘာကိုယင်ဖြည့်ကြည့်မယ်နော် okay အဲ့တော့ကဲကြည့်မယ် the suspect ပြီးရင်ပေးထားတဲ့ reporting verb ကို passive verb ပုံစံပြောင်းမယ်ပေးထားတာက verb 2ဖြစ်နေတယ် verb 2ဖြစ်နေတော့ was were plus verb 3ကိုသုံးမယ်အဲ့တော့ was alleged the suspect was alleged suspect ကအနည်းတစ်ယောက်တည်းဆိုတော့ was ကိုပဲသုံးတယ် was alleged အဲ့တော့ဒီshadowဒီအနောက်မှာပေးထားတဲ့ verb ကို to infinitive ပုံစံပြောင်းမယ် to infinitive ဆိုတော့ to ပေးထားတဲ့ helping verb ရှိတယ် main verb ရှိတယ် helping verb ကိုပဲ
verb 0ပုံစံပြောင်းလိုက်မယ်ဒါဆိုရင် to have အဲ့တော့ the suspect was alleged to have escaped before dawn အဲ့တော့မိုးမလင်းခင်မှာလွတ်မြောက်သွားပြီလို့ပြောကြတယ် Okay ဒါဆိုရင် number 12ကိုကိုပါကိုစဉ်းစားကြည့်မယ် The locals thought that the city had disappeared centuries ago. The locals ဆိုတာကဒေသခံတွေကထင်ခဲ့ကြတယ်ဒီမြို့ကြီးကလွန်ခဲ့တဲ့နှစ်ရာစုပေါင်းများစွာကလေးကပျောက်ကွယ်သွားခဲ့ပြီးဖြစ်တယ်လို့ယုံကြည်ကြတယ် past perfect ကိုသုံးထားတယ်နောက်မှာအဲ့တော့အဖြေကိုပါကိုစဉ်းစားကြည့်ပါဦး Okay ဒါဆိုရင်အဖြေပြောပြမယ်အဲ့တော့ဒီ share တို့ဒီ subject နဲ့အရင်စမယ်ဆိုတော့ the city ပြီးရင်ပေးထားတဲ့ reporting verb ကို passive verb ပြောင်းမယ်ဆိုတော့ပေးထားတာက verb 2ဖြစ်နေတယ် verb 2ဆိုတော့ was အဲ့တော့ was thought ပြီးရင်အနောက်မှာပါတဲ့ helping verb ရဲ့ main verb ရဲ့ရှိတယ် to infinitive ပုံစံပြောင်းမယ်ဆိုတော့ to have disappeared centuries ago the city was thought to have disappeared centuries ago ရမယ်နော်ကဲ13ကိုသွားမယ်witnesses ဆိုတာကမျက်မြင်သက်သေတွေကိုပြောတာအဲ့တော့မျက်မြင်သက်သေလူတွေက say that the man was driving too fast အဲ့ဒီလူကြီးကအဲ့ဒီအချိန်တုန်းကကားကိုတော်တော်မြင့်မောင်းနေခဲ့တယ်လို့လူတွေကပြောကြတယ်ဒီမှာလဲ timeline မတူဘူးเนาะနောက်မှာပေးထားတာက past continuous ကိုပေးထားတာအဲ့တော့ timeline နေမတူဘူး past continuous ကအရင်ဖြစ်တာเนาะထားပါတော့မနေ့ကဖြစ်ခဲ့တယ်မနေ့ကမောင်းနေခဲ့တယ်ဒီနေ့မှပြန်ပြောတာအဲ့လိုပုံစံမျိုးဒါဆိုရင်ဒီ share ကို subject ကိုအရှိမအရင်ထုတ်ရေးမယ်အဲ့တော့ the man ပြီးရင်ပေးထားတဲ့ reporting verb က verb 1အဲ့ဒါကို passive verb ပြောင်းမယ်ဆိုတော့ MSR plus verb 3အဲ့တော့ the man ကတယောက်တည်းဆိုတော့ is ကိုရွေးမယ် the man is sad ဟုတ်ပြီဒါဆိုဒီ share တို့အနောက်က past continuous ကို to plus verb 0ပုံစံပြောင်းမယ် to infinitive ပုံစံပြောင်းမယ်အဲ့တော့ဒီ share တို့ to ကိုရေးလိုက်တယ်ပြီးရင်အနောက်က driving ကို driving အတိုင်းရေးမယ်ပြီးရင်အလဲက have plus ခုနကပုံစံမျိုးလေး have plus verb 3ပေါ့နော်ဒီအရှိက helping verb လေးကို have plus verb 3ပုံစံပြောင်းမယ်အဲ့တော့ to ရဲ့အနောက်မှာရှိမှာဆိုတော့ verb 0 have ရှိမယ်ဒါဆိုရင် was လေးကိုပုံစံမပြတ်သွားအောင် verb 3ပြောင်းလိုက်မယ်ဆိုရင်to have been driving ဆိုတဲ့ပုံစံမျိုးရမယ်သူကလည်းသူ့မှာနာမည်ရှိတယ်အဲ့တော့သူက perfect infinitive တော့မဟုတ်ဘူးသူ့ရဲ့နာမည်က perfect အနောက်မှာက continuous tense ကြီးပါနေတော့ perfect continuous infinitive ပုံစံဖြစ်တယ်ရမလားအဲ့တော့ past continuous ပေးထားရင်ဒီ share perfect continuous infinitive ပုံစံပြောင်းမယ်အလွတ်ကျက်ရတာခက်တယ်เนาะအဲ့တော့ဒီ share ကတော့အလွတ်မကျက်စေခြင်းဘူးအဲ့တော့ဒီ share အလွယ်မှတ်နည်းပြပြမယ်အဲ့တော့ပေးထားတာက was driving ရှိတယ်ဒီ share တို့က2 plus verb 0ပုံစံပြောင်းမယ်အဲ့တော့အရင်ဆုံး2ကိုရေးတယ်ပြီးရင်ပေးထားတဲ့ helping verb ရှိတယ် helping verb ကို verb 0ပုံစံပြောင်းမယ်ဒါပေမဲ့သူက was verb 2ဖြစ်နေတယ် verb 2ဖြစ်နေတော့ have been ရေးလိုက်မယ်အဲ့တော့ was ကနေပြီးတော့ ben been verb 3ဖြစ်သွားတယ်အရှိမက to ရဲ့နောက်မှာရှိမှာမို့လို့ have ဖြစ်မယ် have been ဖြစ်မယ် have been ပြီးရင် driving က driving ပဲ to have been driving အဲ့လိုမျိုးတစ်ဆင့်ချင်းပြောင်းရင်ပုံလွယ်တယ်နာမည်တွေကအလိုရစရာမလိုဘူးအဲ့တော့ the man is said to have been driving too fast ရမယ်နော် okay 14ကိုကြည့်မယ်အဲ့တော့ the wife believed that her husband was working late that night အဲ့တော့အမျိုးသမီးကတဲ့ထင်ထားတယ်ယုံကြည်ထားတယ်ရှုံထားတယ်ပေါ့နော်သူ့ရဲ့ယောက်ျားကညနေတဲ့အထိအလုပ်လုပ်နေခဲ့လိမ့်မယ်လို့ယုံကြည်ခဲ့တယ်အဲ့တော့ဒီဥစ္စာကို share impersonal passive ပုံစံနဲ့ကိုပါကိုရေးကြည့်ပါဦးOkay ဒါဆိုကြည့်မယ်အဲ့တော့ share ဒီ subject နဲ့အရင်ဆုံးစမယ်ဆိုတော့ her husband the husband her မသုံးတော့ဘူးအရှိဆုံးမှာထုတ်ရေးလိုက်တာဆိုတော့ the husband ပြီးရင်ပေးထားတဲ့ reporting verb ကို passive reporting verb ပုံစံပြောင်းမယ်ပေးထားတာက verb 2ဆိုတော့ was were plus verb 3အဲ့တော့ was believed ပြီးရင်အနောက်မှာပါတဲ့ verb က was working late အဲ့တော့ past continuous ပုံစံဖြစ်နေတယ်ဒီချေကို 2 plus verb 0ပုံစံသုံးမယ်ဆိုတော့ to ပြီးရင် was ကhave been ဖြစ်သွားမယ် to နောက်မှာဆိုတော့ verb 0သုံးချင်တော့ have ကိုသုံးလိုက်တယ်ပြီးရင် was ကိုben been ပြောင်းမယ် to have been working late that night the husband was believed to have been working late that night okay ကဲနောက်တစ်ခုကြည့်မယ်
ဒါနောက်ဆုံး slide ပါ Her mother said that Angela has been studying for months အဲ့တော့သူ့ရဲ့အမေကပြောတယ် Angela ကစာလေ့လာနေခဲ့တာလပေါင်းများစွာရှိပြီလို့ပြောတယ်အဲ့တော့ဒါကို teacher တို့ impersonal passive ပုံစံနဲ့ရေးမယ် Angela ကိုအရှိဆုံးမှာထုတ်ရေးမယ် Angela her mother ကပြန်မပါလာတော့ဘူးเนาะသူကအရေးမကြီးဘူးလေသူ့အကြောင်းကိုအဓိကထားပြောချင်တာမဟုတ်ဘူးအဲ့တော့ Angela ပြီးရင် teacher တို့ဒီမှာပါတဲ့ reporting verb ကို passive ပုံစံပြောင်းမယ်ပေးထားတာက verb 2ဆိုတော့ was were plus verb 3 so Angela was sad ပြီးအနောက်မှာရှိတဲ့ verb ကို to infinitive ပုံစံပြောင်းမယ်အဲ့တော့ဒီမှာ has တွေ့လားအဲ့ဒီ has ကို teacher တို့အဲ့ဒီ has ကို teacher တို့ to has က verb 0ဖြစ်သွားမယ်ဆိုတော့ to have okay အဲ့တော့ Angela was sad to have been studying for months လွယ်တယ်နော်ဒါဆိုရင်နောက်တစ်ခုကိုကိုပါကိုစဉ်းစားကြည့်မယ် Scientists discovered that temperatures have been rising steadily သိပ္ပံပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့ကြတယ်အပူချိန်ကတဖြည်းဖြည်းတရိပ်ရိပ်နဲ့တိုးလာနေရလို့သိပ္ပံပညာရှင်တွေကတွေ့ရှိခဲ့ကြတယ်။ Okay ဒါကိုကိုမကိုအရင်ဖြည့်ကြည့်ပါ။ဒီ user ကိုတော့ temperatures က plural subject ဖြစ်နေတယ်။ Okay ဒါဆိုကြည့်မယ် temperatures ကိုအရင်ထုတ်ရေးမယ် temperatures ပြီးရင်ဒီမှာပေးထားတာကwas discoveredက verb 2ဖြစ်နေတယ်ဒါဆို was were plus verb 3အဲ့တော့ temperatures ကအများကိန်းဆိုတော့ဒီ share တို့ were ကိုရွေးမယ် temperatures were discovered ပြီးရင်အနောက်မှာပါတဲ့ have been rising ကိုဒီ share တို့ to infinitive ပုံစံပြောင်းမယ်အဲ့တော့ဒီမှာက to ထည့်မယ်အဲ့တော့ to ပြီးရင် verb 0က have ပဲဆိုတော့ have ပဲ to have been rising steadily Okay, temperatures were discovered to have been rising steadily. Okay, ဒါကတော့ဒီနေ့သင်ခန်းစာထဲမှာ impersonal passive ပုံစံကိုသင်သွားတာဖြစ်ပါတယ်။အဲ့တော့ဒီ video လေးကအကျိုးရှိမယ်ထင်တယ်။တငယ်ချင်းတွေနဲ့လည်း share ပေးသွားပါဦး။ပြီးတော့ notes တွေကိုလည်း exercise book ထဲမှာမှတ်ထားဖို့မမေ့ပါနဲ့ဦးเนาะအဲ့တော့နောက်ထပ်ဘာသင်ခန်းစာတွေသိချင်သေးလဲဆိုတာကိုဒီချက်ကို comment ထဲမှာရေးသွားပေးလို့ရတယ်ဗီဒီယိုတွေလုပ်ပြီးတော့ free ရှင်းပြသွားမှာဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ် see you again တတာ